အဲ့ဒီထိုင်းနိုင်ငံဖတ်တရားမှာပေါ့နော်ပြုတ်လုကျင်းပါတယ်အဲ့ဒီအိန္ဒိယလူမျိုးတွေရဲ့ဘွဲပေါ့နော်အဲ့ဒါကိုရန်ဖြစ်ပြီးတော့ထိုးကျိန်းနေတဲ့ဗီဒီယိုဖိုင်တွေတက်လာပြီးတော့ကျွန်တော်ပြန်နားထောင်ကြည့်လိုက်တဲ့အချိန်မှာသူတို့ဘယ်လိုပြောလဲဆိုတော့အဲ့ဒီအိန္ဒိယနိုင်ငံသားတွေရတဲ့မြန်မာနိုင်ငံမှာမွေးပြီးတော့ပေါ့နော်ထိုင်းကိုလာပြီးတော့အလုပ်လုပ်နေကြတဲ့သူတွေဖြစ်တယ်တဲ့တခွန်းလာလဲမြန်မာပဲနှစ်ခွန်းလာလဲမြန်မာပဲပေါ့နော်အဲ့ဒါကိုသူတို့ကမြန်မာမကောင်းကြောင်းတွေကိုထည့်ပြီးတော့ပြောနေတာတွေ့ရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နားထောင်လိုက်တာနားနဲ့ဟိုလိုမျိုးနားနဲ့ခါတာပေါ့နော်သူတို့ပြောတဲ့ပုံစံကအဲ့ဒီကလားတွေကမြန်မာနိုင်ငံကကလားတွေပါသူတို့နိုင်ငံကိုလာပြီးတော့သူတို့နိုင်ငံရဲ့ပွဲတွေပါတွေကိုလာပြီးတော့ဖျက်ဆီးတာပေါ့နော်ဖတ်ထရာမှာကလည်းအဲ့ဒီလိုမျိုးကလားလူမျိုးတွေကပြင်းနေကြပဲဆိုပြီးတော့ပြောကြတာပေါ့နော်သူတို့တတိသမားတွေအဲ့လိုမျိုးပြောတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကအနှမျိုးရှိရပေါ့နော်အဲ့ဒီကော်ရခါနဲ့ကလားနဲ့ပေါ့နော်ကျွန်တော်ကြည့်တလောက်ဆိုရင်ကော်ရခါနဲ့မတူတော့ဘူးပေါ့နော်ဒါပေမဲ့အိန္ဒိယနိုင်ငံဘက်ကကလားတွေလားပါလားမသိပဲနဲ့ပေါ့နော်သူတို့ကမြန်မာဆိုပြီးတော့မြန်မာနိုင်ငံမှာမွေးတဲ့ကလားဆိုပြီးတော့သူတို့ကထည့်ပြီးတော့ပြောလာတာပေါ့နော်သူတို့ကအဲ့ဒီမြန်မာဆိုပြီးတော့ကောင်းစင်တက်လိုက်တဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေတရက်ပြီးတရက်ပေါ့နော်အနေခံရတာမျိုးတွေနောက်ပြီးတော့နင်တို့ပမာတွေကနင်တို့မြန်မာတွေကနင်တို့မြန်မာနိုင်ငံမှာဖွာတဲ့ကလားတွေကမြန်မာနိုင်ငံဖွာတဲ့ကလားတွေကသူတို့နိုင်ငံမှာလာပြီးဖြက်စီးတယ်ပါညာအဲ့လိုမျိုးတွေပြောနေတဲ့အတွက်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကမျက်နှာပြတ်ရတယ်အစော်ကားခံရတယ်ပေါ့နော်ဘာပဲပြောဒီဗီဒီယိုဖိုင်ကိုတီးတဲ့လူရှိလားအဲ့ဒီပွဲကိုရောသွားဖူးတဲ့လူရှိလားပေါ့နော်တကယ်လို့ရှိရင် comment မှာပေါ့နော်ဘာဖြစ်ကြလာလဲဆိုတာကိုရေးထားလို့ရပါတယ်